China Today Channel ကိုကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ Today Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာတိမတ်ဆရာများကိုရွှေတကုံစီရီတော်စနေတောင်ရွှေတောင်ငွေတောင်တစောင်းနိကေ9ရက်ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်အတွင်းရေးမှူးဖြစ်သူတာကိစ္စဓမ္မဇောတိကတစားဆရာဦးဆန်းလင်းဆယ်မြောင်းနဲ့စိတ်နှိတင်ပြလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေးပြေကဏ္ဍကိုတဖန်ပြန်လည်ရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။အရင်ကအတိမတ်ဖွဲ့ရတရဏီယကထာခေါင်းစဉ်နဲ့အနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်းများကိုအပိုင်း289ထိဖြည့်ကြရိုက်ကူထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။အခုခါမှာတော့ online ဓမ္မအမေးပြေများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆိုင်ရာအမေးပု္ပ္ပစာများကိုဆရာကဆက်လက်ဖြည့်ကြားပေးသွားအောင်မှာပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကိုတခုပန်ကြားလိုတာကတော့မေးခွန်းမမြည်တဲ့မေးစာပေးစာများနဲ့မေးရန်မသိတဲ့ဖြည့်ဆို့ခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြည့်ဆို့ပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြည့်ရှင်းပေးခြင်းမျိုးတို့ကိုမပြုတည်ကိုနားလည်သိခံခွင့်လွှတ်ပေးပါရန်ဤနေရာကနေပြီးတော့နောက်ပိုင်းရှင်ကောင်းစီသူကမေးမြန်းထားတာပဲဖြစ်ပါတယ်။ဒါဆိုရင်နောက်ဆုံးမေးခွန်းလေးလည်းသူကမေးထားပါတယ်။ဆရာတဲ့ KTV ကအကောင်မလေးတွေကိုပတ်စံပေးနေရင်တဲ့ကာမေသူထိုက်လားတဲ့ဆရာ။ဟိုမေးခွန်းရှင်လူငယ်ဆိုတော့လူငယ်အမျိုးပေါ့လေနော်အကုန်လုံးလျှောက်ပဲလို့တော့မကောင်းဘူးပေါ့လေ။ဒါဆိုကျွန်တော်လူရင်းပြောပါမယ်။မင်းကြီးဆရာတော်ဘုရားကြီးရဲ့စာကြိုးရှိတယ်ဗျနော်ဟိုတော့အဲ့ဒါဘာလဲလို့ဆိုတော့ तू မဆွလင်မှာ तू ဆွလင်ဘလောင်ဆန်လို့ဘုဒ္ဓဇင်ဉာဏ်မြင်ကမ်းသူတို့မှာရော်ရမ်းကဘာမထင်လားဇတ်တပင်ပုံပြင်ထောက်လင်ဖြင့်နတ်ဝင်ကိုဘုံမြောက်သည်နဲ့တွင်းတောက်ကအမှုတွဲရနဲ့ဒါလူရင်းပိုက်လေးပြောလိုက်တာပေါ့အဓိကတော့ခုနပြောသလိုပါပဲဘုရားရှင်လက်ထက်တုန်းကတော့ဒါတွေမရှိဘူးလေနော်ဟိုတုန်းကတော့ဟိုဇတ်တဲ့အညစ်တွေတော့ရှိပါတယ်နော်ဥပဒိတတို့ဟောလိတတို့ရှင်သာရိပုတ္တရာလောင်းမောရှင်မမောက္ကလန်လောင်းနေတော့ပွဲကြည့်ကြစီတာပဲဟိုတုန်းကအသိဉာဏ်တွေရကြတယ်တန်ဝေကတွေရကြတယ်ဒါကနောက်မှပေါ်တဲ့ဟာတွေပေါ့နော်အဲ့တော့ဆိုလိုတာက तू မဆွလင်မှာ तू ဆွလင်ဘလောင်ဆန်လို့ဆိုတာဒါမန်နေဂျာတော့ရက်ပြောတာKTV သွားတယ်ဆိုတာဗျာစားတော့မယ်သင်းဆုံမယ်ပေါ့ဒါအလုံးသိပါတယ်နော်ဒါပေမဲ့ဒီကိစ္စတွေကကိုယ့်အိမ်မှာကိုစားတော့လဲဆိုလဲရတော့ရတာပေါ့နော်ဒါပေမဲ့ကိုယ့်အိမ်မှာကျတော့အေးအေးဆေးဆေးပေါ့အပေါ်မှာသွားတဲ့ခါကျတော့အပေါ်ပါလာတာပေါ့နော်ဒါကြောင့် तू မဆွလင်မှာ तू ဆွလင်ဘလောင်ဆန်လို့ကိုယ့်အိမ်ကိုနေရင်တော့ဘလောင်ဆန်မှာမဟုတ်ဘူးလေအဲ့တော့ဟိုရောက်တဲ့ခါကျတော့ဘလောင်ဆန်လာတာပေါ့နော် तू မဆွလင်မှာ तू ဆွလင်ဘလောင်ဆန်လို့ဘုဒ္ဓဇင်ဉာဏ်မြင်ကမ်းသူတို့မှာဘုဒ္ဓဇင်2မျိုးရှိတယ်အန္တဘုဒ္ဓဇင်ရှိတယ်ကလျာဏဘုဒ္ဓဇင်ရှိတယ်ကလျာဏဘုဒ္ဓဇင်လို့ပုဂ္ဂိုလ်တွေကတော့မသွားဘူးပေါ့ဗျာညံနဲ့တွေးရင်တော့ဟုတ်ဘူးလားနော်ဘာဖြစ်ဖြစ်ဒါကုန်းတွေတိုးသွားတဲ့ဟာလည်းမဟုတ်ဘူးလေနော်ဒီဘက်ကစဉ်းစားကြည့်ပါဒါအကျဉ်းလောက်ပြောတာပါနော်ဘာဖြစ်ဖြစ်အဲ့တော့ဘုဒ္ဓဇင်ဉာဏ်မြင်ကမ်းသူတို့မှာဆိုတာအန္တဘုဒ္ဓဇင်တွေဉာဏ်ရင်နှိမ့်နေတဲ့ပုဂ္ဂိုလ်တွေပေါ့နော်ဒီလိုအခိုက်အတန့်မှာအဲ့လိုလူတွေသွားမှာပေါ့ဘုဒ္ဓဇင်ဉာဏ်မြင်ကမ်းသူတို့မှာရော်ရမ်းကဘာမထင်လားဆိုတာသူတို့မျှော်လင့်ချက်တွေကြီးမှန်းချက်တွေတော့စမ်းသိန်းတော့ရှိမှာပေါ့လေဒါရော်ရမ်းကဘာမထင်လားဖြစ်ချင်ဖြစ်မှဖြစ်ချင်မဖြစ်ဘူးပေါ့နော်အဲ့ဒါဇတ်တပင်ပုံမြင်ထောက်လင်ဖြင့်နတ်ဝင်ကိုဘုံမြောက်သိနေဟိုတုန်းကဇတ်တပင်နဲ့ပဲဥပမာပေးတာပေါ့အဲ့တော့ဇတ်တပင်ပုံမြင်ထောက်ရင်တဲ့ဥပမာနဲ့ပြောရင်နတ်ဝင်ကိုဘုံမြောက်သိနေဆိုတာနတ်ဝင်တဲ့ဆိုတာသိတဲ့အတိုင်းပဲလေဟိုမူးယူနေတာလေပူကပ်ပြီးတော့နော်အဲ့ဒါကိုထပ်ပြီးတော့စိုင်းနေပုံလေးနဲ့ထပ်ပြီးတော့ဘုံမြောက်လိုက်တဲ့အခါဟာလားဟိုလက်လက်ပါးလေးနဲ့ဆိုတဲ့အခါကျတော့ထိမ့်နိုင်သိမရဖြစ်တာပေါ့နော်နတ်ဝင်ကိုဘုံမြောက်သိနေပင်းထောက်ကအမှုတွဲရနဲ့ပင်းထောက်ကအမှုတွဲရနဲ့ဆိုတာဒီမှာဘာပဲဖြစ်ဖြစ်အတော့စားပါရင်တော့သူလာမိရရရှိမှာပေါ့။နောက်အဲ့ဒီ KTV မှာပြောကြဆိုကြတဲ့စကားတွေကသစ္စာစကားတဲ့မုဒ္ဒတွေကများမှာပေါ့ဗျာနော်။ဘာပဲဖြစ်ဖြစ်ဒါအမှုတွဲတွေဆက်လာတာ။ပြီးတဲ့အခါကျတော့ကာမေသုမိစ္ဆာဇာတာဆိုတာလည်းဘယ်ပြောလို့ရမလဲနော်။ဒါကြောင့်ကျွန်တော်ဒီနေရာမှာခုနစာကြိုးလေးအတိုင်းပြောမယ်ဆိုရင်တော့ဟိုသူမဆွလင်မှာသူဆွလင်ဘလောင်ဆန်လို့ဘုဒ္ဓဇင်ဉာဏ်မြင်ကမ်းသူတို့မှာရော်ရမ်းကဘာမထင်လား။ဇတ်တပင်ပုံမြင်ထောက်လင်ပြနတ်ဝင်ကိုဘုံရောက်တည်နေ။ဟာလားအပင်းထောက်ကအမှုတွဲရနဲ့ဆိုတဲ့အတိုင်းကာမေသုအမှုတွဲတဲ့ကိုဝင်မပါပါနဲ့လို့အေးစစ်စစ်ကိုနေပါလို့ဒါဒီလောက်ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာပြောတဲ့စာကြိုးလေးကိုနမူနာယူပြီးတော့ကိုဆင်ခြင်ပါလို့ပဲပြောရမှာပေါ့နော်ဟုတ်ပါတယ်ဟုတ်ကဲ့ပါဆရာဓမ္မမိတ်ဆွေတွေအနေနဲ့လည်းကျန်တဲ့နဲ့တိတ်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာအခုလိုမျိုး online ဓမ္မအမေဖြေများကဏ္ဍမှာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီးတို့ရဲ့ Today Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်